အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ရင်ကောင်အကြောင်းလေးတင်ဆက်ပေးချင်ပါတယ်မိတ်ဆွေတို့တော့မသိဘူးဘနော်ကျွန်တော်ဆိုရင်ရင်ကောင်အရန်မုန်းတာဗျအထူးသဖြင့်ငါတို့ဘာလို့ဆိုပိုလာတယ်ဗျအဲ့လိုညီနှံ့ရှိတဲ့အစားတောက်တွေဆိုပိုလာတယ်တို့ကနေရာမရွေးဘူးဗျအသားငါးတွေဆိုပိုပြီးတော့ပုံတယ်အရင်ကောင်တွေကလေရင်ကောင်ကကျွန်တော်လူသားတွေအတွက်ဘာတွေကောင်းကျိုးပေးနိုင်လဲပေါ့နော်ကျွန်တော်ထင်တာကတော့ကောင်းကျိုးတော့မပေးနိုင်ဘူးစိုးကျိုးနဲ့တေချင်းစိုးပဲပေးနိုင်တယ်ဗျဆိုတော့ okay ကျွန်တော်တိတလောက်ပေါ့နော်မိတ်ဆွေတို့လည်းအားလုံးတီးပြီးသားပါကျွန်တော်အခုမှစတာမလို့အစီမပြေတာလေးတွေအများကြီးရှိပါတယ်ဗျနားလည်းခွင့်လွှတ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ပုံနဲ့တကွကျွန်တော်တို့တွားကြည့်အောင်ဗျကဲတခါတလေလမ်းဘေးကအစားအစာလေးတွေကအရသာကောင်းလို့ဝယ်စားမိတတ်ကြပါတယ်ဒါပေမဲ့ရင်ကောင်နားထားတဲ့အစားအစာဆိုရင်တတိထားဖို့လိုပါတယ်ဗျရင်ကောင်ဆိုတာအမိုက်ပုံအညှိချေးအင်ဒါတရိစံအညှိချေးပေါ်မှာနေတိုင်းလို့နားနေတဲ့ပိုးမွားတဲဆောင်လာပေးတဲ့အမျိုးဖြစ်ပါတယ်အဲ့ဒီရင်ကောင်ကအစားအစာပေါ်လာနာတဲ့အချိန်မှာပေါ့နော်သူ့ခြေထောက်နဲ့ခန္ဓာကိုယ်အပေါ်အန်ဒီရရှိတဲ့ဘက်တီးရီးယားပိုးတွေကိုအစားအစာထဲမှာခြံထားခဲ့နိုင်ပါတယ်ဗျာဒါကြောင့်မလို့ဝမ်ရှောယောဂအစာအင်ဦးလန်းချောင်းရောင်ရမ်းခြင်းအစာအင်အစိတ်တင့်ခြင်းတိုင်ဖိုက်ဝမ်ကိုက်ယောဂကာလဝမ်ယောဂအန်ဒီရရှိတဲ့ယောဂတွေကူးစက်နိုင်ပါတယ်ဗျာအထူးသဖြင့်ကလေးတွေနဲ့တက်ကြီးရွယ်အိုတွေမှာအန်ဒီရပိုများပါတယ်တချို့လူတွေကနည်းနည်းပဲစားမိတာဘာမှမဖြစ်ဘူးလို့ထင်ကြပေမဲ့မမြင်ရတဲ့ပိုးမွားတွေကအသက်အန္တရာယ်ထိဖြစ်စေနိုင်ပါတယ်ဗျ။ဒါကြောင့်မို့လို့အစာမစားခင်ဖုံးအုပ်ထားသလားတတ်ရှင်းပါသလားရင်ကောင်နားထားသောအစာလားတေချာကြည့်ပါ။ကျမ်းမာရေးကပိုက်ဆံထက်အရေးကြီးပါတယ်ဗျာ။တတ်ရှင်းတဲ့အစားအစာကိုရွေးစားပါ။မိမိကိုယ်တိုင်ရောမိသားစုအတွက်ရောအားလုံးပဲကျမ်းမာချမ်းသာကြပါစေဗျာ။ပျော်ရွှင်ချမ်းမြေ့ပါစေ။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်လည်းအခုမှအစမ်းလို့ရင်းနဲ့လောက်ကြည့်တာပါဗျဟိုစကားလေးမပြေတာလေးခွင့်လွှတ်ပါကျွန်တော်အတိုင်းသားတယောက်မလို့ပမာစကားကိုပြပြတတ်မပြောနိုင်တာလေးခွင့်လွှတ်ပေးပါနော်ကျွန်တော်ချမ်းသာဖို့အတွက်နော်လက်ကိုမကြခဏစေးကြောပါဒါကတော့လူတိုင်းသိပါတယ်ဗျနော်ကဲအားလုံးပဲပျော်ရွှင်ချမ်းမြေ့ပါစေဗျာကျွန်တော်အာဒီဖြစ်ပါခင်ဗျ